သူမိဘတွေကမက်ဆီရဲ့အင်ဂျီကိုဝယ်ပေးနိုင်မဲ့အခြေအနေမရှိတော့ဆိုင်ထဲမှာသူအယံဝမ်းနေပြီးမျက်ရည်ကျခဲ့ပါတယ်။အဲ့ဒါကိုမြင်တဲ့သူ့အကိုကြီးကသူ့အတွက်စိတ်မကောင်းဖြစ်သွားလို့အပြာနဲ့အဖြူရောင်ပလတ်စတစ်အိတ်တစ်လုံးကိုယူပြီးခေါင်းနဲ့လက်ထည့်လို့ရအောင်အပေါက်တွေဖြတ်ပြီးနောက်ဖက်မှာမက်ဆီလို့ရေးပေးခဲ့ပါတယ်။အဲ့ဒီအင်ဂျီကိုဝေ့ရတာကြောင့်ကလေးကအရန်ပျော်ရွှင်သွားပြီးအကိုကြီးကသူ့ဝတ်ထားတဲ့ပုံကိုအင်တာနက်ပေါ်မှာတင်ခဲ့ပါတယ်။အဲ့ဒီပုံကိုမက်ဆီကိုယ်တိုင်မြင်သွားတဲ့အခါကလေးကိုသူ့ရဲ့ပွဲတစ်ပွဲကိုဖိတ်ခေါ်ပြီးကိုယ်တိုင်တကယ်မက်ဆီအင်ဂျီကိုလက်ဆောင်ပေးခဲ့ပါတယ်။ဒီအရာအားလုံးကသူ့အကိုပြုလုပ်ပေးခဲ့တဲ့အင်ဂျီလေးကြောင့်ပဲအိမ်နောက်ဖေးမှာမိန်းကလေးတစ်ယောက်ရှိနေချိန်မှာခွေးတစ်ကောင်ကတိုက်ခိုက်မလို့ပြေးဝင်လာခဲ့တယ်။ဒါပေမဲ့တိုက်ခိုက်မဲ့အချိန်မှာပဲသူမရဲ့အကိုကအပြေးနဲ့လာပြီးသူမရှေ့ကိုခုံဝင်ကခွေးကိုတိုက်ထုတ်ခဲ့ပြီးအမဖြစ်သူကိုလုံခြုံအောင်ထွက်ပြေးခိုင်းလိုက်တယ်။ဒီပေးမဲ့သူတွေရောက်လာချိန်မှာတော့ခွေးကအဲ့ဒီကောင်လေးရဲ့မျက်နှာကိုကိုက်နေခဲ့ပြီးဖြစ်တယ်။နောက်ဆုံးမှာတော့ခွေးကိုသူ့ထံမှဆွဲခွာနိုင်ခဲ့ပြီးကောင်လေးကိုဆေးရုံကိုအရေးပေါ်ပို့ဆောင်ခဲ့ကြတယ်။အဖေကဘာကြောင့်မင်းသူမရှေ့ကိုခုံဝင်ခဲ့တာလဲလို့မေးတဲ့အခါတယောက်ယောက်ထိခိုက်ရမယ်ဆိုရင်အဲ့ဒီလူကကျွန်တော်ဖြစ်တာပိုကောင်းပါတယ်လို့ကောင်လေးကပြန်ပြောခဲ့တယ်